ဟိုင်းစရာတဲ့သမီးကောင်လေးနဲ့တွဲနေတာတဲ့3လကျော်ပါပြီတဲ့3လတွင်းနဲ့သမီးနာမည်ကိုပြန်မင်းနေတာ3လရှိပါပြီတဲ့အဲ့ဒါတဲ့သူနဲ့80လက်တွဲတင်သလားအကြံပေးပါအောင်စရာတဲ့ဒီလိုတော့မဖြစ်သင့်ဘူးတဲ့မှန်တယ်လေဒီလိုတော့လုံးမဖြစ်သင့်ဘူးတည်ရမှာကိုကောင်မလေးနဲ့တွဲနေတာပဲ3လရှိနေပြီနာမည်လေးတောင်မှ3လပြန်ပေးရတယ်ဆိုတော့သဘောတဘာဝမကြတော့ဘူးเนาะဒါနဲ့သမီးနာမည်နဲ့နေနံလေးတစ်ချက်ပြောပေးပါအောင်တဲ့အေးဟုတ်တာပေါ့ဒါမှလည်းစရာတွက်ချက်ပေးလို့ရမှာပေါ့เนาะရှော့ဆက်ကြည့်မယ်ဟာခင်တန်နာကေစဉ်ဝင့်ဝါရွှေရီနန်းခင်ဝင့်ကြော်ရီမြင့်တနင်္လာသမီးပါတဲ့เนาะဆရာလဲအားကြီးနဲ့မေးရှာတယ်အဲ့ဒါလူနာမည်လားเนาะစောက်ကျိုးနဲ့ငါတို့ကအရှိမစာလေးကြည့်ပြီးတော့เนาะကောင်လေးကိုအပြစ်တင်နေတာအဲ့ကောင်လေးမလို့3လမှာ3ကမမေးတာကိုရီဆို3လမှာ369ကလောက်မေးပြီးပါပြီเนาะမလဲခင်တန်နာကေစဉ်ဝင့်ဝါရွှေရီနန်းခင်ဝင့်ကြော်ရီမြင့်เนาะဒီနာမည်ဒါတဆုံးဖက်ရထားအောင်မိလိုက်မှာမဟုတ်စောက်ကျိုးနဲ့เนาะတနင်္လာသမီးတောင်လုံနေသေးတာသိရမှာတဆွေလုံးတစ်မျိုးလုံးအရင်ဘဝတော့ဆက်ခဲ့တဲ့အမျိုးတွေရောနာမည်ရောကုန်ပြီလားမေးကြည့်ပါဦးเนาะအဲ့လောက်ကြီးကမပြောတော့သဘောပေါက်လားဆင်းပြေလားမမရေးတဲ့ရှင်းတဲ့မောင်ကိုချစ်လားတဲ့မချစ်ပါဘူးတဲ့ဟာတဲ့စိတ်ဆိုးလိုက်မှတော့တဲ့ဘာဖြစ်နေရလဲတဲ့တရောင်းစားကလည်းစနေတာကိုဟာနော်နှွေးထွေးမှုလိုချင်လို့မမတွေချစ်တာလေနော်မမတွေမကောင်းဘူးနော်ဘာလဲမမရဲ့ရှင်းတယ်မောင်ကိုချစ်လားမချစ်ပါဘူးတဲ့ဟာစိတ်ဆိုးလိုက်မှတော့ဘာဖြစ်တာလဲတဲ့တရောင်းစားကလည်းစနေရဟုတ်နည်းနည်းလောက်တော့သိရမှာငွေစိုးလေးစိုးပြရစီအောင်ပြောတော့မမတွေကောင်းတယ်ဆိုမမကြီးအလိုလိုက်တယ်ဆိုမမကြီးချစ်တယ်ဆိုဒီလိုကြီးတော့ဖြစ်တင်လားဟမ်ဖြစ်တင်လားဖြစ်တိုက်လားဖြစ်ကောင်းလားဒီကရင်လေးကတော့ထူးထူးဆန်းဆန်းပေါ့နော်ဘာလဲအဲ့ရန်အတွက်သားတဲ့ကြံတာခွင့်မပြုဘူးနော်ဂရင်မော်ရောက်ရင်တော့ဖျားလေးတော့ရှစ်ခိုးဖျားစေတော့သဘောပေါက်လားလူလိမ်အေးဘောဂရင်မော်တက်ပြီဆိုတော့အိမ်ပဲအိမ်မှာလေးတည်းရမှာအိမ်ပဲအိမ်မှာဘာလောက်ကမှာတော့နည်းနည်းပါဖျားလေးပါရောရှစ်ခိုးဝင်လေးပါလေးပေးပါအောင်သဘောပေါက်လားနော်အဲ့ရန်အတွက်သားတဲ့ကြံတာခွင့်မပြုတယ်နော်ရေးထားတဲ့စာကလူသားမဆန်တာစောက်ကျိုးနေအကူကိုတဲ့ညီမတတိထားမိတာကြာပြီတဲ့စကားမပြောရဲလို့တဲ့အကူလဲတဲ့ညီမကိုတတိထားမိတာကြာပြီတဲ့လင်နာယူလို့တဲ့တခါလေးတန်းဘလို့ပြေးသွားတယ်နော်ဒေကြီးလွတ်တာသဘောပေါက်လားလာမကြောင်နဲ့ကိုရီးယားကို့ထားနဲ့ကိုနေတာဗာလဲအကူကိုတဲ့ညီမတတိထားမိတာကြာပြီစကားမပြောရဲလို့ကောင်မလေးကလာအီရဒီမှာပလေးချင်တိုင်းလာပလေးလို့ရမှာဆိုပြီးလာလောက်တာဟိုကစာနှစ်ကြောင်းပဲပို့လိုက်တာတခါလေးဘလို့ပြေးသွားဗာလဲအကူလဲတဲ့ညီမကိုတတိထားမိတာကြာပြီလင်နာယူလို့အမေတဲ့ပတ်စံလွှဲထားတာလားအေးတဲ့ပန်းကျူးတဲ့မလိုပါဘူးတဲ့ငါးပြစ်ပါတဲ့မွေးခဲ့တာကိုတဲ့ဘလူကြီးတို့အမေတို့ကရက်ဆက်လိုက်တာဗျာအမေတို့ကရက်ဆက်လိုက်တာဗာလဲအမေပတ်စံလွှဲထားတာလားအေးတဲ့တိုင်းကျူးတဲ့မလိုပါဘူးတဲ့ငါးပြစ်ပါတဲ့မွေးခဲ့တာကိုမွေးပြီးမှနောင်နာရနေတာမိမကွာတော့မွေးပြီးမှနောင်နာရနေတာပြောတော့တည်းရမှာအမေတွေကသားတွေကိုချစ်တယ်ဆိုဗာလဲမလိုပါဘူးတဲ့ငါးပြစ်ပါမွေးခဲ့တာဟုတ်ဝိုင်းရင်ဆက်တယ်ဆိုတာဒါမျိုးစနေကွာမငိုချင်းလာပြီဒီကောင်လေးကိုတွေ့တော့ဗောနော်နည်းနည်းလေးသိရမှာဟိုအကောက်မလို့မအပ်ဘူးလို့နည်းနည်းလေးတော့ဇဝေဇဝါတော့ဖြစ်သွားမယ်ဘာဖြစ်လို့လဲဆိုတော့ပြညတ်သွားရဓာတ်သက်ပါဓာတ်ဤတဲ့နော်ကိုကောက်ထဲမှာရှိနေတဲ့လူတွေကလည်းတန့်မှာဗောနော်ဒီကောင်လေးကျတော့အရန်ယူသွတ်တယ်ဘလို့ယူသွတ်လဲဆိုတော့ဗာလဲတပြားကြောင့်ယူသွားတဲ့ကောင်လေးဆိုတော့နော်အဲ့ဒါလေးမိတ်ဖွဲဖို့တော့နည်းနည်းစဉ်းစားမယ်နော်ဝိထားတဲ့အုတ်ထုတ်ဗရန်နဲ့နော်ဝိထားတဲ့အောက်ကအင်ညာ424အင်နဲ့လုံးဝအကျွတ်မထွတ်တနခါဘဲကြားနဲ့ရေးထားတဲ့အကောင့်နေကလည်းသွားရှုပ်လို့မရဘူးเนาะတပြားကြောင့်ယူသွားတော့ကောင်းလေးเนาะရှော့အဲ့လိုကောက်တီတော့ဝေးဝေးရရှောင်မှာဘာဖြစ်လို့လဲဆိုတော့ပြညတ်သွားရဓာတ်သက်ပါတက်ဤเนาะဘာဖြစ်လို့လဲဆိုတော့ဒီမှာကိုကောက်ထဲမှာအဲ့လိုလူမျိုးရှိရင်ကိုလည်းဓာတ်ကူးသွားတတ်တယ်ကိုလည်းယူသွားတတ်တယ်သဘောပေါက်လားဆင်းပြေလားဒါမျိုးမှကြိုက်တာเนาะဟိုင်းနဲ့ဟိုင်းမှာမောင်လေးခုလို့တဲ့မမကိုဟိုင်းကလေးကတဲ့မမကိုကြိုက်နေတာမမသိပါလေတဲ့မမလည်းမောင်လေးကိုကြိုက်ပါရင်တော့ရေးစားဖြစ်ပြီနော်ဟာမိုက်လိုက်လားတဲ့နော်ဟိုင်းယုံနေမဲ့ဟိုင်းရသေးတယ်နော်ပြောချင်တာကဘာလဲဆိုမိန်းကလေးတွေဒီအဲ့လိုမျိုးအသက်ကြီးလာရင်နည်းနည်းတန်မိုးမဲ့သွားတတ်တယ်သိရမှာရိုင်းနေနော်ဆောက်သောသားလေနော်ဆောက်သောသားဟိုအသက်20 21 22မှာတော့သိရမှာကြိုက်တဲ့လူတွေကများတော့ဟိုရွေးဒီရွေးဟိုရွေးဒီရွေးနဲ့30 35ကြီးဖြစ်လာ30 35ကြီးလည်းဖြစ်လာလာဟိုင်းနဲ့လူရှိရတယ်တခါလေးဗာလဲဟိုင်းမှာမောင်လေးခုလူဟိုင်းကလေးကမမကိုကြိုက်နေရမမအသိရသိရမှာတခါရေးစားဖြစ်ပြီးသဘောပေါက်လားရွေးချက်စရာမရှိတော့ဘူးသားပတ်စံလွှဲလိုက်ပြီးတော့အေးရောက်တယ်အမေတိလိုက်နောက်ဆုံးတော့စိုးပါရယ်ဆိုရသားကပဲအိမ်ကိုပြန်ကြည့်ခဲ့တာဟုတ်တယ်နော်အဲ့လိုမျိုးငယ်လေးတုန်းကတားဆိုးရဲ့လူတွေကအဲ့လိုမျိုးကြီးလာလိမ့်ပါတယ်နော်အောက်မှာစာလေးရှိသေးအမေဘက်ကပို့တဲ့စာလေးရှိသေးကြည့်အောင်အမလေးဟဲတဲ့ကြီးကြီးကျယ်ကျယ်နဲ့2နှစ်လောက်နေမှ9သိန်းလောက်ပို့ပြီးငါဝယ်ထည့်ပေးလိုက်တဲ့အမဲ6ဖို့တော့အဲ့လောက်မကဘူးတဲ့
နှစ်နှစ်လောက်နေမှာ9သိန်းလောက်ပို့ပြီးတော့ကြီးကြီးကျယ်ကျယ်ကြီးပြောနေတာသိရမှာအမေဘက်ကပောက်ကွဲတီကိုဘာလို့ညာလို့ဖြစ်ကုန်တာနော်ခက်တီတီနဲ့ပဲနော်အမေတိလာတဲ့နောက်ဆုံးတော့တဲ့ဆိုးပါရဲ့ဆိုရဲသားကပဲအိမ်ကိုပြန်ကြည့်ခဲ့တာနော်ခက်တီတီနဲ့ပဲပို့လိုက်တာအမလေးဟဲတဲ့ကြီးကြီးကျယ်ကျယ်နဲ့နှစ်နှစ်လောက်နေမှာ9သိန်းလောက်ပို့တာနော်ငါဝယ်ထည့်ပေးလိုက်တဲ့အမေကြောက်ကတော့ဒီတက်ဈေးကြီးသေးတယ်သိရအေးအမကောင်လေးရနေပြီဆိုတဲ့အမရက်ဆက်တယ်ဗျာအေးဟုတ်တယ်တဲ့နင်းအဖေနဲ့ဟာအဲ့လိုဆိုအမရက်မဆက်တော့အဖေရက်ဆက်တယ်ဗျာနော်အဖေရက်ဆက်တယ်ဘာလဲအမကောင်လေးရနေပြီဆိုတဲ့အမရက်ဆက်တယ်တဲ့အေးဟုတ်တယ်နင်းအဖေနဲ့ဆိုတော့အမရက်ဆက်တော့မဟုတ်ဘူးအဖေရက်ဆက်သွားပြီတဘောပေါက်လားဒီခေတ်ကြီးမှာတည်မသားဖာချင်းလည်းမယုံရတော့တာယူရှို့ညာကားတဲ့တရေ6ခံရလို့တဲ့အထီးလားမလားတော့မသိဘူးတဲ့ဇပင်ကအရှိကြီးပဲတဲ့အရက်ရောတဲ့ဘာလဲတဲ့အဲ့တရေကိုစိတ်ရိုင်နေတာလားတဲ့အ6ခံကျင်နေတာမလားတဲ့အဲ့တရေနဲ့ဖောက်ပြန်ကျင်နေတာပေါ့လေတဲ့အဲ့လောက်ကြီးကြတော့မပြောတော့ဘူးလေကွာနော်အောက်မှာပို့ကျင်တာဗာလဲညာကအဲ့လိုတော့မပြောဘူးကြောက်လို့ပို့ကျင်တာတဘောပေါက်လားအဲ့ဒါတော့မဗာလဲတရေနဲ့တော့ဖောက်ပြန်ကျင်နေလားဆိုတော့နော်တဝင်တူတာလေးလည်းနည်းနည်းလျှော့ပါတော့โอเคပါ တရေမှတော့အလွတ်ပေးပါအောင်ဗောနော်အဲ့သူတဝင်တူတာနဲ့တရေမှတော့လာမချောက်ရဲပဲနေဦးမယ်တဘောပေါက်လားစောက်ကျိုးနေရှော့အကြောင်းရရှင်ဗီဒီယိုလေးကဒီလောက်ပါပဲကျွန်တော်စကားကြီးအများကြီးပြောမိသွားတဲ့အတွက်မကြီးရဘူးဆိုလည်းတောင်းပန်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ကျွန်တော်ကတော့မစ္စတာဖြိုးကြီးပါ